ဒီနေ့ diaper cream လေးအကြောင်းကိုနည်းနည်းလေး sharing လုပ်ပေးမယ်ပေါ့နော်အဲ့တော့ beauty site မှာရောင်းတဲ့ diaper cream အကုန်လုံးဒီကလေးမွေးကင်းစားကနေပြီးတော့မှစပြီးသုံးလို့ရပါတယ်အဲ့တော့ကလေးမွေးကင်းစားအရွယ်မှာ diaper ပဲအရွယ်ပေးဝတ်မလဲဆိုဥပမာကလေးက3ရက်သားမှာ diaper စပေးဝတ်မယ်ဆိုလို့ရှိရင်စပေးဝတ်တဲ့အချိန်မှာဒီ diaper cream ကိုမဖြစ်မနေလေးပေးရပါမယ် diaper လောင်တော့မှ diaper rash ဖြစ်တော့မှ diaper cream မသုံးပါနဲ့မဖြစ်ခင်မှာကြိုတင်ကောက်ွယ်ဖို့လည်းပြချင်ပါတယ်အခုဆိုင်မှာ install ရှိတဲ့ brand 8ခုကိုမိတ်ဆက်ပေးပါမယ်ဒီဘက်ကအစိုးဆုံးလေးရကြတော့ဒါလေးက Anna ခုကထွက်တဲ့ diaper cream ဖြစ်ပါတယ်ဒီဘက်ကတော့ပါပူး diaper cream မှာ urea ပြည်တွင်သုံးတဲ့ brand လေးဖြစ်ပါတယ်ဒါကကြတော့ဈေးကွက်ထမှာနာမည်ကြီးတဲ့လူတိုင်းသိတဲ့ Pipette ဖြစ်ပါတယ်ဒါလေးကကြတော့ hippo လေးဖြစ်ပါတယ်ရှင်ဒါလေးလည်းမစိုးတော့ခုနပိုင်းပြီးလို့ရှိရင်ဒါလေးကကြတော့အခုမှအသစ်ထွက်ပြီးတော့မှလုံးဝ hot ဖြစ်ပြီးတော့ quality အကောင်းဆုံးဖြစ်နေတဲ့ touch ကဒီ diaper cream လေးဖြစ်ပါတယ်ဒါလေးကကြတော့ Lucas ပါဒီဘက်ကကြတော့ Blue Rain ဆိုပြီးရှိတယ်ပြီးလို့ရှိရင်ဒါလေးကကြတော့လုံးဝစိတ်အောင်ဆိုင်လေးပါရှင်အဲ့တော့ရှင်းမျိုးရှိပါတယ်ပထမဆုံးပေါ့နော် beauty site မှာအရောင်းအောင်အကောင်းဆုံး number 1ထဲက item 3မျိုးကိုယူပေးပါမယ်ဒါလေးကကြတော့ပါပူ diaper cream ပါကဲဒါလေးကကြတော့ Pipette ပါရှင်ကဲနောက်တစ်ခုကကြတော့ဒီ touch ကထွက်တဲ့ diaper cream လေးဖြစ်ပါတယ်ဒီ3မျိုးမှဆိုလို့ရှိရင်Beauty Site ရဲ့ experience အရ customer choice များတာဒီ3ခုဖြစ်ပါတယ်ရှင်ဒီ3ခုထဲမှာတော့မှတချို့မိမိတွေကဒီဟာကိုပဲအရင်ကြိုက်တယ်ပါပူကဆိုရင်ဒီယူရီးယားပြည်တွင်းတော့ကိုပေါ့နော်သူကလေအနှံလေးလည်းမွေးတယ်တဘူးဆိုလို့ရှိရင်အကြိုင်သုံးလို့ရတယ်အဲ့တော့ဒါလေးကဈေးနှုန်းအပြည့်ချိုသားတဲ့ quality တကယ်ကောင်းတဲ့ daily အတွက်ကိုသုံးမယ်ဆိုလို့ရှိရင်ဒီပါပူကလောကမိုက်ပါတယ်ရှင်ကဲနောက်တစ်ခုကျတော့ဒီ Pipette ပေါ့ Pipette ကကြတော့အခုထွက်တာတွေအများကြီးရှိရယ်ယူရီးယားရှိရယ်မြန်မာရှိရယ်ဒါတော့သူတို့စီမှာထွက်တာတဲ့ယူရီးယားလေးပေါ့နော်ဒါလေးကကြတော့နည်းနည်းတော့ချွဲတယ်သူကမွားချအောင်နည်းနည်းပူပါတယ်တချို့ကျတော့နည်းချွဲကြည့်ဖြစ်တော့တိတ်မကြိုက်ဘူးဒါပေမဲ့ဒါလည်းပဲ daily အတွက်ဆိုအရင်အဆင်ပြေတယ်လုံးဝ diaper rash ဖြစ်တာလုံးဝလုံးဝတော်တော်မြင့်သွားပြီဆိုလို့ရှိရင်တော့ဒါတွေကမနိုင်တော့ဘူးနော်လုံးဝ diaper တအားကိုလောင်နေပြီဆိုတဲ့ကလေးကဒီနှစ်ခုကမနိုင်တော့ဒါပေါ့ပေါ့ပါ daily အတွက်ဆိုပဲရတယ်လုံးဝ diaper တအားလေးလောင်နေပြီဆိုလို့ရှိရင်ဒီ touch ကထွက်တဲ့ diaper cream ကို3လုံးကြည့်လိုက်တော့ဒါ3လို့ရှိရင်တော့လုံးဝ100ခိုင်နှုန်းနောက်တော့မရစေရဘူးအရွေးမစေရဘူးဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ daily မှာလည်းပဲဒီ touch ကိုသုံးလို့ရသလိုဒါမှမဟုတ်ရန်ခါတွက်ကိုပဲသုံးလို့ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ကိုကဘယ်လိုမျိုးကျူးတောက်လေးနဲ့လာတယ်နော်ဒါတော့သူတို့ဒီ cosmetic မှာဆိုရင် sun cream လေးနဲ့ပုံစံမျိုးလေးဟိုအနံလေးကလည်းအမွေးတယ်လက်ရတဲ့ပုံမှာလည်းဟိုဟာဖြစ်တယ်ပေါ့နော်တော်တော်လေးတွေ့ပူတယ်ဒီလိုမျိုးလေးအသားမှာလုံးဝလိမ့်လာလို့ရှိရင်လုံးဝအစိုးတဲ့အပြေးရတယ်အဲ့တော့ diaper တအားလောက်တက်တဲ့ကလေးဆိုရင်တော့ဘာမှမစင်းနိုင်နှစ်ခါပြန်မစင်းစားနဲ့ဒါလေးကိုပဲ choice လုပ်ဖို့ပြပြ recommend လုပ်ပါတယ် daily အတွက်ကို diaper cream ဆိုရင်တော့ဒီလိုမျိုးကတော့လုံးဝ choice လုပ်တဲ့ပစ္စည်းမျိုးစားလေးဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းနည်းနည်းသက်သာစေချင်တော့ဒီဘက်ကသုံးပါပုံမှန်ဈေးနှုန်းနဲ့ဆိုတော့ဒီဟာလေးကောင်းတယ်ပေါ့နော်လုံးဝအမိုင်ဆောင်သုံးချင်တယ်ဆိုလို့ရှိရင်ဒီ touch ကဟာကိုပဲသုံးဖို့ recommend လေးထပ်ပေးပါရစေ diaper လောင်တာကိုလုံးဝစိတ်ထူကြမလို့အောင်ဆိုတင်ရခိုင်တော့လေးကအာမခံပြီးလို့ပြီးလို့ရပြီးနိုင်ပါတယ်ပြီးလို့ရှိရင်ဒါက diaper လောင်တာနေမဟုတ်ဘူးဒါလေးကကြတော့အသားရည်နီရဲနေတာဘာညာဆိုလို့ရှိရင်မနေ့ပိုင်းလိုက်ဆိုညနေကျရင်လုံးဝယူပစ်သလိုပြောက်သွားတယ်အဲ့တော့ဒါလေးကမမီတို့မဖြစ်မနေဆောင်မှုဆောင်တင်ပါတယ်အဲ့ဒါလေးကိုပြူကြီးကတကယ်ကို 100% အာမခံနဲ့ရောင်းပေးတာဖြစ်ပါတယ်ရှင်